ကျွန်တော်တို့ textbook တွေရဲ့စာတွေ PDF file တွေရဲ့စာတွေကို AI ကိုသုံးပြီးတော့ MCQ မေးခွန်းတွေဘယ်လိုထုတ်လို့ရတယ်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာလုပ်ပြပေးသွားပါမယ်အဲ့တော့ကိုလေ့လာထားတဲ့စာတွေကိုကိုယ်တိုင်စမ်းသစ်ခြင်းလို့ဖြည့်ကြည့်ခြင်းတာဖြစ်ဖြစ်ဆရာဆရာမတွေဆိုလို့ရှိရင်လည်းကိုယ်ဘာသာကိုမေးခွန်းထုတ်ခြင်းတာဖြစ်ဖြစ်ဒီနည်းလမ်းအောင်သုံးပြီးတော့လုပ်လို့ရပါတယ်ကျွန်တော် ChatGPT Plus plan အသုံးထားတာပါတကယ်လို့ free plan အသုံးမယ်ဆိုလည်းသုံးလို့ရပါတယ် free plan က daily limitation တော့ရှိတယ်အဲ့ဒါလေးပဲကွာပါတယ်ဗျအဲ့တော့စိတ်ဝင်စားလဲဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တစ်ချက်လုပ်ကြည့်ကြည့်ပါဦးအရင်ဆုံးကျွန်တော်တို့ textbook ထဲကစာတွေကိုပုံရိုက်လိုက်မယ်အဲ့ပုံတွေကိုကျွန်တော်တို့ ChatGPT တွေကိုထည့်ပြီးတော့ PDF file ပြောင်းလိုက်မယ်ဒီ prompt လေးတိုင်းရိုက်လိုက်ပေါ့နော်ကျွန်တော်အရင်ကလည်း image ကနေပြီးတော့ text ကို word file ပြောင်းတာ PDF file ပြောင်းတာလည်းတင်ပြီးသားပါအဲ့မှာပြန်သွားကြည့်လို့လည်းရပါတယ်ဒါပြင်သူ analysis လုပ်မယ်အဲ့ဒါအားလုံးပြီးသွားရင်သူ PDF file ထုတ်ပေးပါလိမ့်မယ်အဲ့ file လေးကိုကျွန်တော်တို့ down လိုက်မယ်ဒါဆိုရင် PDF file ရပြီပေါ့နော်အဲ့ PDF file ကိုမှကျွန်တော်တို့ ChatGPT ကိုပြန်ထည့်လိုက်မယ်ထည့်ပြီးတော့တဲ့အခါမှာကျွန်တော် MCQ ထုတ်ချင်တာဖြစ်တဲ့အတွက် create MCQ in this PDF file ဒီ prompt လေးတိုင်းရိုက်လိုက်ပေါ့နော် MCQ must be choice 5ခု choice မယ် A B C D E ပြီးတော့ question ကကိုကြိုက်တယ်လို့ထုတ်လို့ရတယ်ကျွန်တော်15ခုထုတ်ချင်တာဖြစ်တဲ့အတွက်15 questions ပြီးရင် another page is answer and explain why correct တခြား page မှာအဖြေရေးမယ်ပြီးတော့ဘာကြောင့်မှန်တယ်လဲဆိုတော့ရှင်းပြပေးပါလို့ထည့်ရိုက်လိုက်မယ်အဲ့ဒါပြီးရင် run လိုက်မယ်အဲ့တော့ပြီးသွားလို့ရှိရင်သူ analysis လုပ်ပြီးတော့မေးခွန်းထုတ်ပေးမယ်ဘေးမှာအဖြေလည်းပါတယ်အဲ့တော့ခဏလေးစောင့်လိုက်အဲ့ဒါပြီးရင်အောက်မှာ PDF file ထုတ်ပေးလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ PDF file လေးရပြီပေါ့နော်အဲ့ဒါကိုကြည့်လိုက်မယ်အဲ့မှာဆို MCQ မေးခွန်းရပြီ ABCD 5ခု choice ပါတယ်ပြီးရင်နောက်စာမျက်နှာမှာကျတော့အဖြေမှန်ပါတယ်ပြီးရင်ဘာကြောင့်မှန်တယ်လဲဆိုတော့လည်း explain ပေးထားတယ်အဲ့တော့ဒီနည်းလမ်းတိုင်းစမ်းကြည့်လို့ရပါတယ်ဒါကတော့ကျွန်တော် ChatGPT နဲ့လုပ်ပြထားတာပါနောက်ဗီဒီယိုမှာ Perplexity နဲ့လုပ်တဲ့နည်းလမ်းကိုတင်ပေးသွားပါမယ် ChatGPT Perplexity တခြား application Premium တွေဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် page chatbot phone Viber Telegram တို့မှာယုံကြည်စိတ်သက်သာလာဝယ်လို့ရပါတယ်ဝယ်ယူထားတဲ့တက်တန်းတစ်လျှောက်ကိုလည်း 100% warranty အပြည့်အဝပေးပါတယ်ဗျပြီးတဲ့အခါကျတော့ကျွန်တော်ရဲ့ channel လေးကိုလည်းဗီဒီယိုတွေသိအောင် subscribe လုပ်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်